အားလုံးပဲမင်္ဂလာပါ Hikaru's ဘာသာသင်တန်းကျောင်းကနေကြိုဆိုလိုက်ပါတယ်ဆရာမတို့အခုဗီဒီယိုဖိုင်မှာတော့အပိုင်း18ပေါ့နော်ဒီစာတောက်ဆိုင်သင်ခန်းစာရဲ့အပိုင်း18 HACCP နော်ခန်းကရဲ့ခတာကိုတိုရီအီရေတာအေစေကန်ရီနော်ချီရှိခိဆိုတဲ့အပိုင်းလေးသွားမယ်ပေါ့နော်ဒီ HACCP ရဲ့စဉ်းစားတွေးခေါ်ပုံကိုယူထားတဲ့ဒီကျမတန်ရှင်းတဲ့ဘ ഹു တုတတွေပေါ့အဲ့ဟာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တွေပေါ့နော် Juyo Canry နော် point တို့အဓိကရေးကြီးတဲ့စီမံဆောင်ရွက်ရမယ်အချက်လက်ကလေးတွေဟုတ်ပြီဒါဆိုအဲ့ဒါတွေကဘာတွေလဲကြည့်အောင်ပထမဆုံးအဲ့ဒီ HACCP ဆိုတာကြီးကဘာကြီးလဲပေါ့နော်အင်္ဂလိပ်စကားလုံး Hazard Analysis and Critical Control Point ဆိုတဲ့စလုံးကနေပြီးတော့ဆိုရီနော်ခရှိရာမိုဂျီဆိုတာထိတ်ဆစလုံးလို့ပြောတာထိတ်ဆစလုံးတွေကိုယူထားတဲ့အတူကောက်စလုံးပေါ့နော်ရီယာကုရှောအဲ့ဒါလေးကိုအတူချုပ်ပြီးတော့ရှေ့ကထိတ်ဆစလုံးလေးတွေကိုယူထားတာတဲ့နီဟွန်ဂိုတဲ့ကဂျပန်လိုဘာသာပြန်မယ်ဆိုရင်တော့ဒီ hazard analysis and critical control point ဆိုတာကို kigai yo in bonseki juyo ken riten လို့ရခုစားတဲ့တေးမှာအဲ့လိုဘာသာပြန်လို့ရပါတယ်ပေါ့နော်ဒီဘေးအန္တရာယ်တွေကိုစမ်းစစ်ပြီးတော့အရေးကြီးတဲ့သတိထားမယ်ထိန်းချုပ်ရမယ်အမှတ်တွေပေါ့အဲ့လိုမျိုးလေးအဲ့တော့မြန်မာလိုပြောရမယ်ဆိုရင်တော့အခုခုနရှင်းပြလိုက်တာလည်းမြန်မာလိုပဲပေါ့နော်ဆရာမတို့လွယ်လွယ်လေးနားလည်လွယ်အောင်မှတ်ရမယ်ဆိုလို့ရှိရင်တော့ဒီကျမရေးနဲ့ညီညွတ်တဲ့တန်ရှင်းစင်ကြယ်တဲ့အစားအသောက်တွေကိုဘယ်လိုစံချိန်စံညွှန်းနေနဲ့ထိမ့်သိမ့်ရမလဲဆိုတဲ့အချက်ပေါ့အဲ့ဒါကို HACCP ရဲ့စဉ်းစားတွေးခေါ်ပုံလို့ပြောတာပေါ့နော်ဟုတ်ပြီအဲ့ဆိုအဲ့ဒါလေးအဲ့ဒီခေါင်းစဉ်လေးကိုကျွန်တော်ကြည့်အောင်具体的には原材料の入荷から製造までの重要な工程において安全性をチェックしていく衛生管理の方法です。အသေးစိတ်လေးပြောရမယ်ဆိုလို့ရှိရင်တော့တဲ့ဒီစားတောက်ကုန်ချမ်းတွေမှာပစ္စည်းဝင်လာတဲ့ချိန်ကနေထုတ်လုပ်တဲ့အထိကိုအရေးကြီးတဲ့ဆောင်ရွက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘေးကင်းလုံခြုံစိတ်ချရမှုကိုစစ်ဆေးသွားတဲ့ဒီတန်ရှင်းစင်ကြယ်တဲ့ဟာကိုတန်ရှင်းစင်ကြယ်မှုကိုထိန်းချုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ် hazard analysis and critical control point ဆိုတာနော်飲食店ではたくさんの食品料理を作るため食品料理を作るよう次のように分けますဒီစားတောက်ဆိုင်တွေမှာဆိုရင်ဟင်းလျာတွေအများကြီးကိုချက်ပြုတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီဟင်းလျာတွေကိုစားတောက်စရာတွေကိုအောက်ပါအတိုင်းမျိုးစားခွဲပါတယ်တဲ့ okay ဒါဆိုဒါလေးစမောင်းမှတ်ဖို့လိုမယ် group 3ခုခွဲမယ် group 1 2 3ပေါ့နော် group 1မှာဆိုရင်ခနဲ့ဇရှိနိုင်မို့လို့အပူမပေးရတဲ့စားစရာတွေ group 2မှာဆိုရင်ခနဲ့ဇစတို့မို့လို့အပူပေးရတဲ့စားစရာတွေ group 3မှာဆိုရင်ခနဲ့ဇတို့ရေခက်ကိုခရီးခိုင်စုမို့လို့အပူပေးရတဲ့အေးခန္ဓာကိုထပ်တလဲလဲလုပ်တဲ့အရာတွေအေးခံလိုက်ပူပြန်ပေးလိုက်အေးခံလိုက်ဒီလိုမျိုးလုပ်တဲ့အရာတွေဆိုပြီး3ခုခွဲသွားမယ်နော်โอเคအဲ့ဒါဆိုအဲ့ဒါလေးနဲ့ဆက်ပြီးတော့ကြည့်အောင်အဲ့3ခုတွေမှာဘာတွေလဲဆိုတာこの3つのグループに対してそれぞれの作業工程で危険なポイント、重要権利ポイントを見つけて権利します。အဲ့လိုမျိုးအုပ်စု3ခုကိုလိုက်ပြီးတော့သူတို့ရဲ့အတီးတီးသောဆောင်ရွက်တဲ့အနည်းရှိတဲ့အချက်အလေးထားပြီးတော့ဆောင်ရွက်ရမယ့်အချက်တွေကိုရှာဖွေသိရှိပြီးတော့ဆောင်ရွက်ကြရမယ်။この衛生権利の方法を HACCP の考え方を取り入れた衛生管理と言います။အဲ့လိုစီမံဆောင်ရွက်တာအစားအသောက်တွေကိုတန်ရှင်းနေဖို့အတွက်ကိုစီမံဆောင်ရွက်တာကို HACCP စဉ်းစားတွေးခေါ်ပုံကိုလက်ခံယူထားတဲ့တန်ရှင်းစင်ကြယ်ရေးစီမံဆောင်ရွက်မှုတွေလို့ခေါ်ပါတယ်တဲ့။ဟုတ်ပြီ group 1မှာဆိုဘာတွေပါမလဲပေါ့နော်။ခါနေစုရှိနိုင်စွာ冷蔵品を冷たいまま提供するものအေးခံထားတဲ့ဟာကိုအဲ့ဒီအေးတဲ့အတိုင်းကြီးပဲဧည့်သည်ကိုချပေးရတဲ့ဟာမျိုးတွေဘာတွေလဲဆာရှိမီဟီယာယာကိုဒီတိုဟူအေးတွေနာမယဆိုင်ဟင်းဒီဟီရွက်အစိမ်းတွေနာမယဆိုင်ဆလာတာပေါ့နော်ဟင်းဒီဟီရွက်အစိမ်းအတုပ်တွေဒါတွေပါတဲ့ဒီ group 2ကတော့အပူပေးရတဲ့စားစာတွေပေါ့နော်တော်တော်များများတော့ခါနေစုတွေပေါ့ okay ခါနေစုတွေမှာဆိုဘာတွေလဲရေဆိုဟင်းကိုခါနေစုရှိအဲ့လိုအေးခဲထားတာတွေကိုအပူပေးပြီးတော့မှအဆွိမမတေကျောစရုမနိုအဲ့လိုအပူတိုင်းဧည့်သည်ကိုချပေးရတဲ့ဟာတွေခါနေစုした後အဲ့လိုအပူပေးပြီးရဲ့နောက်မှာ
고온 호켄스루 고뚜오 후쿠무 အဲ့ဒီမြင့်မာတဲ့အပူချိန်ကိုထိမ့်သိမ့်တူလောင်ထားတာလည်းအပါဝင်ပဲပူပူလေးချပေးရမယ့်ဟာကိုပူပူလေးချက်ပြီးအဲ့တဲ့ကိုပူတဲ့အတိုင်းပဲချပေးရမယ်နော်အဲ့မြင့်မာတဲ့အပူချိန်တိုင်းလေးတိုင်းပဲချပေးရမယ်ဘာတွေလဲ sticky stick တွေယာကီဆာကနာငါးကင်ယာကီတိုရီချက်ကင်ဟမ်ဘာဂုဟမ်ဘာဂါတမ်ပူရာခရာဂဲချက်ကျော်ဂိုဟန်ထမင်းစသဖြင့်ဒီ group ပူဆန်ကတော့အပူပေးတာနဲ့အေးခန့်တာနဲ့ကိုဒီထပ်တလဲလဲပြန်ပြီးတော့လှုပ်တဲ့ဟာတွေပေါ့နော်ပူပေးမယ်အေးခန့်မယ်ပူပြန်ပေးမယ်ခါရီတို့စွပ်ပြုတ်ပေါ့နော် sauce တွေထားရဲဒါလည်းဂျပန် sauce တစ်ခုပဲပေါ့ potato salad အာလူတုပ်ပေါ့ဒါမျိုးတွေ okay ဟုတ်ပြီအဲ့ဆက်ပြီးတော့ကြည့်အောင်အသေးစိတ်လေးသူထပ်ပြောလိုက်မယ်အရေးကြီးတဲ့စီမံဆောင်ရွက်ရမယ့်အချက်တွေဘာတွေလဲ食品を10度から60度の温度帯အဲ့ဒါကိုဘာလို့ခေါ်လဲ危険温度帯に置いたままにするとဒါသိရမယ်နော်危険温度帯ဆိုဘယ်ပူချိန်နေဘယ်ပူချိန်တွေ့ကိုပြောရလဲ10ကနေ60အတွင်းကိုပြောတာနော်စားတော့ဆရာတွေကိုပူချိန်10ကနေ60အတွင်းတနည်းအားဖြင့်အဲ့ဒါဒီအန်နီရရှိရဲ့ပူချိန်ဆုံးပေါ့အဲ့ဒီအတိုင်းမှာဒီတိုင်းကြီးပဲထားပြီးတော့食品についた細菌がどんどん増えてしまいますစားတော့ကုန်တွေမှာဘက်တီးရီးယားတွေကတဖြည်းဖြည်းပေါက်ဖွာလာတယ်しかし、この危険温度帯でも短い時間であれば人に害を及ぼすほど細菌が増えます。ဒါပေမဲ့အဲ့ဒီအပူချိန်10ကနေ60အတွင်းမှာရေခဲတတိုင်းထားမဟုတ်ဘူးပေါ့နော်ချက်ပြုတ်ညာလည်းမဟုတ်ဘူးပေါ့အဲ့လိုအပူချိန်10ကနေ60အတွင်းမှာပဲ短い時間တိုင်းဆိုတော့အချိန်တိုလေးပဲထားမယ်ဆိုရင်တော့ခဏပဲထားရဆိုတော့ပြဿနာမရှိဘူးလူတွေကိုဘေးဥပတ်ဖြစ်စေတဲ့ဘက်တီးရီးယားတွေမတိုးပွားပါဘူးတဲ့ခဏနဲ့တော့危険温度帯にある食品を短い時間で冷却するなどの対応が必要となります。အပူအန်ဒီရရှိရဲ့အပူချိန်ဆုံးအတွင်းမှာစားတောက်စရာတွေကိုအချိန်တိုလေးပဲထားပြီးတော့ဒီအေးခံမှုက recap ခုလုပ်တယ်နော်ပြန်ပြီးတော့အေးခံတယ်မြင်မြန်ဆက်ဆက်အေးခံမှုက 必要となりますအရေးကြီးပါတယ်တဲ့ဟုတ်ပြီဆိုအဓိကမှတ်ထားမယ့် point ကတော့ kikan on တို့တိုင်းမှာဒီတိုင်းထားလို့ရလားမရဘူး kikan on တို့တိုင်းပဲချိန်ကနေပဲချိန်လေအပူချိန်ဘယ်လောက်ကနေဘယ်လောက်လဲ10ကနေ60အတွင်းဒါပေမဲ့ခဏလေးပဲဆိုရင်တော့အနေရရှိလားမရှိဘူးเนาะခဏလေးပဲဆိုတော့ရတယ်အဲ့အတွက်ကြောင့်ခဏတော့ရတယ်ဒါပေမဲ့တက်နိုင်ဆုံးတော့မြန်လေးပါလို့ရမယ်အေးခန့်တဲ့ညမှာတင်ရမယ်ပေါ့နော်このようにခန်းにしないと人に害を及ぼす細菌が増えてしまうポイントを重要権利ポイントと言います。အဲ့လိုမျိုးဒီမဆောင်ရွက်လို့ရှိရင်လူတွေကိုဘေးဥပတ်ဖြစ်စေတဲ့ဘက်တီးရီးယားတွေပေါက်ဖွာနိုင်တဲ့ point ကိုဒီအရေးကြီးဆောင်ရွက်ရမယ် point လို့ခေါ်တာပါတဲ့။この重要権利ポイントဒီအရေးကြီးထိမ့်သိမ်းဆောင်ရွက်ရမယ် point က温度と時間を基本とした権利していきます။သူရဲ့အပူချိန်သူရဲ့ကြာချိန်ဒါတွေကိုအခြေခံထားပြီးတော့စီမံဆောင်ရွက်သွားကြရမယ်10ကနေ60အတွင်းကြာကြီးထားလို့မရဘူးဆိုအောင်ပဲပြောပြနေတာเนาะそして3つのグループに分けたメニュー食品はそれぞれ重要キャロリーポイントが違いますပြီးတော့ဒီအုပ်စု3ခုအပူမပေးပဲအဲ့တဲ့ကိုဒီတိုင်းချရတာရဲ့အပူပေးတာအေးခန္ဓာတစ်ခါပြန်ပူပေးတာအဲ့လိုလုပ်ရတယ်3ခုကလည်းခုနကအန်ဒီရရှိရဲ့ဘက်တီးရီးယားတွေပေါက်ဖွားစေနိုင်တဲ့ Juyo Candy Point တို့ကဘာဖြစ်လဲခြိကိုင်းမှာမတူကြပါဘူးတဲ့အဲ့တော့အဲ့အတွက်ကြောင့်ဆိုနိုတမယ်それぞれに対応した温度と時間の権利が必要となりますသူတို့အုပ်စုအသီးသီးနဲ့အပေါ်ကိုလိုက်ပြီးတော့အပူချိန်တွေကြာချိန်တွေကိုဆောင်ရွက်ဖို့လိုအပ်တယ်ဟုတ်ပြီအဲ့အုပ်စု3ခုကို graph လေးနဲ့အောက်မှာပြန်ပြီးတော့တရုပ်ပြထားပေးရပဲเนาะခုနဟိုဘက်မှာစာလေးနဲ့ရေးထားတဲ့ဟာလေးဟုတ်ပြီအဲ့ဆိုအုပ်စုတစ်ခုချင်းစီနဲ့ဆောင်ရွက်မှာလေးမတူဘူးဆိုတော့အုပ်စုတစ်ခုချင်းစီခွဲပြီးတော့ပြောပြီဒါဆိုအုပ်စု1ဒီတိုင်းပဲအေးတဲ့အတိုင်းဧည့်သည်ကိုချပေးတဲ့ဟာတွေရဲ့အုပ်စုပေါ့နော်ခနဲ့စရှိနိုင်မို့လို့အပူမပေးရတဲ့ဟာတွေသူတွေကိုဆောင်ရွက်ရမယ့်နီလန်လေးတွေအောက်မှာမိတ်ဆက်ထားပေးပါတယ်တဲ့
ခုနအတိုင်းပဲမီအုပ်စုလေးပြန်ပြောထားတယ်ပြီးတော့ဒီဘက်ကမီနုနမူနာလေးပြောထားတယ်ဒါဆိုဆရာမအသစ်ကြည့်ရမှာဒါလေးပေါ့နော်ဘယ်လိုစီမံဆောင်ရွက်ရမလဲရဲစုပ်ကိုကာရာဒရှတာရာစုကုနီတေကျော်စုတို့ရေခဲတက်တာတွေကထုတ်လာပြီဆိုဧည့်သည်ကိုချက်ချင်းချပေးမယ်ရဲစုပ်ကိုနော်အွန်ဒိုနော်ကန်ရီအဲ့ဒီအေးခဲထားတဲ့ရေခဲတက်တာရဲ့အပူချိန်ကိုလေကန်ရီဆောင်ထိန်းချုပ်ဆောင်ရွက်ရမယ်ဟုတ်တယ်ရဲစုပ်ကိုတွေရောထည့်ထားတယ်ဒါပေမဲ့ရဲစုပ်ကိုကြီးကသူရှိတဲ့ရှိထိုက်တဲ့အပူချိန်မဖြစ်နေဘူးမအေးနေဘူးဆိုရင်ရောရလားမရအောင်เนาะဘက်ထရီယာပေါက်ဖွာတော့အဲ့တော့နှစ်ချက်ရဲစုပ်ကိုတွေကထုတ်ပြီးဆိုတာနဲ့ဧည့်သည်ကိုချက်ချင်းချကြွေးမယ်အဲ့ရဲစုပ်ကိုပူချိန်ကိုလည်းအမြဲတမ်းဒါစီမံဆောင်ရွက်ထိမ့်သိမ့်နေရမယ်具体的な管理方法အဲ့ဒါအောင်မှတခါဒီသေးပြန်ရှင်းပြပြန်တယ်နာမ野菜魚ဟင်းသီးရွက်ဆက်လက်အတုပ်တွေပေါ့နော်အစိမ်းတိုင်းတုပ်တဲ့ဆက်လက်တုပ်တွေဆိုရင်野菜を十分に洗浄し盛り付けて提供しますဟင်းသီးရွက်တွေကိုတေးသေးချာချာလေးဆေးပြီးတော့မှဟင်းပွဲပြင်ဆင်ပြီးတော့မှဧည့်သည်ကိုချပေးရမယ်すぐに提供しない場合には洗浄した野菜を冷蔵庫で保管しますချက်ချင်းဧည့်သည်ကိုမချပေးရဘူးဆိုတဲ့အခြေအနေမျိုးမှာဆိုဆေးထားပြီးသားဟင်းသီးရွက်တွေကိုတခါရေခဲတက်တာတွေပြန်ထည့်ထားရမယ်そして提供する直前に冷蔵庫から洗浄した野菜を出し盛り付けて提供するပြီးရင်တော့မှဧည့်သည်ကိုချပေးတော့မယ်ဆိုတဲ့မတိုင်ခင်လေးမှာ直前ဆိုတာလေးကချက်ချင်းဓာတ်ရိုက်ပေါ့နော်မချခင်လေးမှာပဲဧည့်သည်ကိုမချပေးခင်လေးမှာပဲရေတက်တာတွေကထုတ်ဆေးထားတဲ့ဟာတွေကိုထုတ်ပြီးတော့မှဟင်းပွဲအလှဆင်ပြီးတော့ဧည့်သည်ကိုသွားချပေးရမယ်အဲဆိုအဓိက point ရပါလေအခုထုတ်လိုက်တယ်ဆေးလိုက်တယ်ဧည့်သည်ကိုအခုချက်ချင်းမချပေးဖြစ်သေးဘူးနောက်ထပ်15မိနစ်မှမိနစ်30မှချပေးရမှာနောက်ထပ်45မိနစ်မှချပေးရမှာအဲ့ဒါဆိုဆေးထားပြီးသားရေတက်တာတွေကဟင်းသီးရွက်တွေကိုထုတ်ပြီးတော့ဆေးထားပြီးသားဟင်းသီးရွက်တွေအတိုင်းထထားလို့ရလားမရအောင်ဆိုအဓိကဒီမှာမှတ်ရမယ့် point ကပါလေအေးခဲဒီရဲစိုးကိုတွေမှာထိမ့်သိမ့်ထားတဲ့အပူချိန်ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဧည့်သည်ကိုချပြီးထုတ်ပြီးဆိုတာနဲ့စေးကြောပြီးတော့ဟင်းပွဲအလှဆင်ပြီးတော့ချပေးရမယ်။ Okay စေးကြောပြီးမချပေးရသေးဘူးဆိုဘာပြန်လုပ်ရမလဲ။ရေခဲတက်တိုင်မှာပဲပြန်သိမ်းထားရမယ်။ပြီးတော့မှဧည့်သည်ကိုချပေးတော့မယ်ဆိုရဲမတိုင်ခင်အချိန်လေးမှာထုတ်ပြီးချပေးရမယ်။အဲ့ဒီချက်နော်။ဟုတ်ပြီအဲ့ဆိုနောက်တစ်ခု大事なポイントအရေးကြီးတဲ့အချက်တဲ့カネスしない食品は人に害を及ぼす細菌などをやっつける、殺す、カネス調理工程があります。အပူမပေးရတဲ့စားတောက်ကုန်တွေမှာဆိုရင်လူတွေကိုဘေးဥပတ်တွေဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုတတ်တာဒါတတ်တာအောင်2မျိုးသုံးတာပေါ့နော်ရှေ့မှာလည်းတောက်လျှောက်သုံးခဲ့ပါတယ်ခိုရိုစုဆိုလဲတက်ဖြတ်သည်ဆိုတဲ့စကားလုံးနော်အဲ့လိုမျိုးပိုးတွေကိုတေစေတဲ့ခနဲ့ချော်ရီခိုတဲ့အပူပေးပြီးတော့ချက်ပြုတ်တယ်ဆိုတဲ့အဆင့်ကြီးကဖြစ်စဉ်ကြီးကအာရီမဆက်မရှိပါဘူးအပူပေးတဲ့စားစာရေးဆိုတော့ကိစ္စမရှိဘူးလေနော်ပိုးဘက်တီးရီးယားတော်တော်များများအပူပေးလိုက်ရင်ပိုးတည်သွားတာ哦ဒါမဲ့သူတို့ကအေးခဲတဲ့အတိုင်းပေးရတဲ့ဧည့်သည်ကိုချကြွေးရတဲ့အစားအစာကြီးဖြစ်တဲ့အတွက်သူတို့မှဒီအပူပေးပိုးတက်တယ်ဆိုတဲ့အဆင့်ကြီးကမရှိနေဘူးそして原材料に細菌などがついている場合があります。အဲ့တော့ကုန်ကျန်းပစ္စည်းတွေမှာပြီးတော့ကုန်ကျန်းပစ္စည်းတွေမှာဆိုလဲဘက်တီးရီးယားတွေကကပ်ပါနေတယ်ဆိုတဲ့အခြေအနေမျိုးလဲရှိတတ်တယ်။そのためအဲ့ဒီအတွက်ကြောင့်မို့လို့原材料を十分に洗浄してကုန်ကျန်းပစ္စည်းတွေကိုတေချာဆေးပြီးတော့မှ原材料についている細菌などを減らしましょうကုန်ကျန်းပစ္စည်းတွေမှာကပ်ပါနေမဲ့ဘက်တီးရီးယားတွေကိုရှော့ချကြရအောင်また原材料に残っている細菌などが増えないように冷蔵庫を低温で保管しましょう。တခါအဲ့ဒီကုန်ကျန်းပစ္စည်းမှာကပ်ပါနေမဲ့ကြံရှိနေမဲ့ဆေးရောက်ဆေးလိုက်တာဆေးလိုက်တယ်ဒါပေမဲ့နည်းနည်းပါးကြံရှိညာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးနိုခွတ်တဲ့သူကြံနေမဲ့ဘက်တီးရီးယားတွေကိုလည်းထပ်ပြီးတော့မပွားလာနိုင်အောင်လို့ရေခဲတက်တာရဲ့低温အပူချိန်နှိမ့်နှိမ့်မှာဟိုခန်းရှိမှရှောထိမ့်သိမ့်သားကြရအောင်โอเคဒါဆိုရင်ဒီခနဲ့ဆရှိနိုင်မို့လို့တွေကိုအရေးကြီးရဲ့ point ရပါလဲအပူပေးချက်ရတဲ့အစ်စ်မပါတဲ့အတွက်ရေစင်စင်စိမ့်မယ်ပြီးရင်လည်းရေခဲတက်တာတွေကိုထည့်မယ်ဒါပဲเนาะနောက်တစ်ချက်ကြည့်မယ်食品を提供するまでに30分以上時間がかかる場合はその食品を10度以下で保管することが大切ですစားတောက်ကုန်တွေကိုဧည့်သည်တွေကိုချပေးမဲ့အချိန်ကမိနစ်30အထက်ကြာအောင်ပါဒီ
ဒီမိနစ်30အတွင်းမှာမချပေးဖြစ်သေးဘူးဆိုရင်ကြာအောင်မှာဆိုရင်မိနစ်30ထက်ကိုဒါမှတ်ရမယ်နော်ဘာလို့အောင်မှာလဲအဲ့ဒီစားတောက်ကုန်တွေကို10ဒီဂရီအောက်အေးတဲ့စီမှာတင်ထားဖို့အရေးကြီးပါတယ်တဲ့။ဒါဆိုရင်ဒါကတော့ခါနဲ့ဆွရှိနိုင်အုပ်စုလေးဟုတ်ပြီအဲ့ဆိုနောက်တစ်ခုပူပူနွေ့နွေ့ချက်ပြုတ်စားတောက်မဲ့ခါနဲ့ဆွဆွတို့မွန်တို့တွေရဲ့ထိမ့်သိရမယ့်နီလန်လေးကြည့်အောင်နော်ဟုတ်ပြီကယ်ရီဟိုဟိုတွေကဟိနော့စီယောဆာမီးရဲ့ပြင်းအားမီတတ်မဲကိုကြည့်ရတဲ့အမြင်ဒီအသားလေးချက်ပြီလားမချက်ဘူးလားပေါ့နော်မျက်လုံးမြင်နဲ့လည်းကြည့်လို့ရတယ်နီကုဂျီဒူနော့ဤတို့အသားတွေကထွက်လာတဲ့အရည်ရဲ့အရာသွေးရောင်ထွက်နေတရားလားချက်ပြီလားပေါ့ယာကိအာဂါဒီနော့ကန်ရှော့ကုဒန်ရီယကုဒီကိုချက်လို့ပြီးသွားတဲ့နောက်မှာရှိနေတဲ့ဒီအပြော့အမာအနေထားလေးcan shock ခုလို့လည်းသုံးတယ် then real ခုလို့လည်းသုံးလို့ရတယ်ပေါ့နော်အဲ့လိုတင်တင်ရင်ရင်လေးဘလောက်ဒီသားလေးဆိုဒီလောက်ဆိုရပြီလားမာသေးလားပျော့သွားလားစသဖြင့်ချူရှင် ondo အတွင်းပိုင်းအပူချိန်ပေါ်ရန်လေးပဲကြက်လို့မရအောင်เนาะအတွင်းပိုင်းမှာရောလိုအပ်တဲ့ပူချိန်တိုင်းထိမ့်သိမ့်နိုင်ရဲ့လားချက်ပြုတ်တဲ့ခါရောအတွင်းပိုင်းတိတိချာဒီပူချိန်ကရောက်ရဲ့လားဒါမျိုးလေးတွေအဓိကသူကတော့၅ချက်ဖြစ်သွားမယ်ပေါ့နော်မီရဲ့ပြင်းအားဟီနိုစီယောဆာအမြင့်မီတမဲအသားရဲ့ထွက်လာတဲ့အရေးရဲ့အရာနီကုဂျီဒိုနိုအီဒိုပြီးရင်အသားရဲ့ဒီအပြော့အမာအဲ့လိုအနေထားလေးယာကီအာဂါဒီနိုကန်ရှော့ကုဒန်ရီယိုကုပြီးရင်အတွင်းပိုင်းအပူချိန်ချူရှင်အွန်ဒိုဒီ၅ချက်နဲ့ထိမ့်သိရမယ်တဲ့ပြီးအသေးစိတ်ရှင်းပြချက်လေးတွေကိုကြည့်အောင်食品の中心部が十分に加熱されていることを確認しましょう。အဲ့ဒီစားတောက်ကုန်ရဲ့အတွင်းပိုင်းအထိတည်တည်ချာချာလေးအပူပေးလိုက်သလားဆိုတာကိုအတည်ပြုစစ်ဆေးကြရအောင်။例えば火の強さや時間、見た目、形、色、中心部の色などを事前に確認しておきます。ဒီတနည်းအားဖြင့်ပြောရမယ်ဆိုရင်မီးပြင်းအားအချိန်ကိုကြည့်ရတဲ့အမြင်အမှမှသူ့ရဲ့ပုံစံလေးနဲ့အယောင်လေးပြောင်းသွားပြီလားအတွင်းပိုင်းရဲ့အယောင်စတာတွေကိုကြိုတင်ပြီးတော့အတည်ပြုထားကြမယ်そして日々の調理の中で見た目などによって加熱が十分であることが確認しましょう。ကိုနေ့စဉ်ဟင်းချက်ပြုတ်သွားတဲ့အခါမှာလေဒီအမြင်အားဖြင့်ပေါ့နော်見た目によってအမြင်နဲ့ချက်တဲ့ဟင်းလျာရဲ့အပူပေးတာဒီလောက်ဆိုလုံလောက်ပြီလားဆိုတာကိုကြည့်သွားမယ်နေ့စဉ်ချက်နေရင်အာအမြဲတမ်းမှတ်သွားမယ်ဒီလောက်လေးဆိုချက်ပြီဒီလောက်လေးဆိုတော့ရပြီဆိုတာမျိုးမိုင်းခိုင်းတော့キロクは必要ありませんが、一日の最後に加熱の結果を記録しましょう。အချိန်တိုင်းတော့မှတ်နေဖို့မလိုပေမဲ့နေ့တစ်နေ့ရဲ့အဆုံးမှာတော့အဲ့လိုအပူပေးချက်ပြုတ်တဲ့ရလက်ကိုမှတ်ထားမယ်။မိနစ်ဘယ်လောက်ဆိုတော့ဘယ်သားလေးကဘလူးချက်ပါပြီဒီလိုမျိုးပေါ့နော်။အဲ့လိုချက်ကြိမ်တိုင်းတော့မှတ်စရာမလိုဘူးစားတော့ဆိုင်မှာလုံနေသူစင်လဲတိလိမ့်မယ်ဘလို့မှတော့မှတ်လို့မရအောင်လေနော်ဒါပေမဲ့ record လေးတော့တနေ့ကိုတစ်ခေါက်လောက်တော့ယူထားပါတဲ့また問題があった場合にはその内容を日誌に記録しましょうတခါပြဿနာတွေဖြစ်ပွားတဲ့အခါမျိုးမှာလဲခါတိုင်းပုံမှန်ဆိုဒီလောက်ဆိုရနေကြဒါပေမဲ့ဒီနေ့ချက်တဲ့အခါမှာဒီလိုမဖြစ်ဘူးစသဖြင့်ပုံမှန်မဟုတ်တဲ့問題လေးဖြစ်တဲ့အခါမှာလဲဘာလို့ဖြစ်သွားလဲဆိုတဲ့内容သူ့အကြောင်းအရာလေးကို日誌に記録しましょうနေ့စဉ်မှတ်တမ်းလေးမှာအသေးစိတ်လေးရေးမှတ်ထားကြရအောင်大事なポイントအရေးကြီးတဲ့ point လေး定期的に加熱した食品の中心温度を確認しましょう。တတိယချာလေးနဲ့အပူပေးချက်ပြုတ်ထားတဲ့ဟင်းလျာတွေရဲ့ဒီအတွင်းပိုင်းအပူချိန်ကိုအတည်ပြုစစ်ဆေးကြရအောင်。人に害を及ぼす細菌などが起こされる殺菌される温度まで加熱されているかを確認することが大切です。လူတွေကိုဘေးဥပတ်ဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုတတိချာလေးတတ်လိုက်နိုင်လားပိုးတေချာတည်သွားပြီလားဆိုတော့အဲ့ဒီအပူချိန်အထိကိုအပူပေးချက်ပြုတ်ဖို့ကိုအတီးပြုတ်ရမယ့်အချက်ကအရေးကြီးတယ်စာစကားကြီးနဲ့ပြောနေလို့เนาะအဓိကကတော့ဒီအကြောင်းအရာကိုပဲပြောနေရပဲအတွင်းပိုင်းထိကိုလုံလောက်တဲ့အပူချိန်ရပြီးဟင်းလေးကတေချာကြက်လာဒါအောင်စစ်စေပါလို့ပြောနေတာ例えば新しくメニューを考えた時などに確認を行いますအထူးသဖြင့်တော့ menu အသစ်ကိုစဉ်းစားတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါအတည်ပြုထားပါမယ်သေချာပေါ့နော် menu အသစ်ဆိုတော့ဘယ်လောက်ချက်မှချက်မယ်ဆိုတာမျိုးသေချာအတည်ပြုထားရမယ်牛、豚、
또리 나도 너 니쿠루이와 히토니가요 오요보수 사이키에 나도가 스위테이루바 아이가 아리마스 왔다리 짰다리 디အမဲသားတွေစတိုင်းမှာဆိုရင်တော့အမဲသားဝတ်သားချက်သားတွေမှာအနေရရှိတဲ့ဘက်တီးရီးယားတွေပါနေတယ်အဲ့အတွက်ကြောင့်ဂျူဘွန်နာခနဲ့ဆိုခိုးနိုင်မှရှော့တတိချချလေးအပူပေးချက်ပြုတ်ကြမယ်ခနဲ့ချချော်ဒီကအပူပေးချက်ပြုတ်ပြီးရဲ့နောက်မှာမိုဒီစကေစရတူကီဝါဟင်ပွဲပြင်ဆင်တဲ့အခါမှာယိုဂိုရေတာတေယူဘီယာချော်ဒီကီကူရှော့ကီမိုဖူကူမူဒေ食品に汚れを移さないように、二次汚染させないように注意しましょう。ဒီအချက်ကလေးကလေဟုတ်ပြီအပူပေးလိုက်လို့တော့အတွက်တော့တည်တည်ချာချာလေးရောပိုးတော့တတ်သွားပါရဲ့ဒါမဲ့ဘာဖြစ်သွားလဲအရှိတ်ခမ်းမှာတင်ပြီးသားနိကြီးအိုဆန်းဆိုတဲ့ဒီနောက်တစ်ချိန်နှစ်တစ်ခွနဲ့တစ်ခုပြန်ပြီးတော့ညှိပြီးတော့အပူတွေညစ်ပတ်တာတွေကူးတာပေါ့နော်ဥမာတေချာလေးပူပေးချက်လိုက်တယ်ဒါမဲ့ရှော့ကီပကံခွက်ရောက်ကမတန့်ဘူးဆိုရင်ဘာဖြစ်သွားပြီလဲနိကြီးအိုဆန်ပကံခွက်ရောက်ကနေဟင်းပွဲတွေကိုဘက်တီးရီးယားတွေကကပ်ပါသွားပြီလေနော်မတန့်တော့ဘူးဆိုရင်အဲ့လားနိကြီးအိုဆန်အကြောင်းဆရာမတို့ရှေ့ခါမှာသင်ပြီးသားနော်ဟုတ်ပြီအဲ့တော့အပူပေးချက်ပြုတ်ပြီးတဲ့နောက်မှာလေတဲ့ဟင်းပွဲပြင်တဲ့အခါမှာကိုယ့်ရဲ့မတန့်ရှင်းတဲ့လက်တွေဟင်းခတ်ဒီဟင်းချက်အသုံးဆောင်တွေပကံခွက်ရောက်တွေအပါအဝင်အစားအစာတွေကိုညစ်ပတ်မှုတွေကိုမကူးသွားစေဖို့နိကြီးအိုဆန်မဖြစ်စေဖို့သတိပြုရမယ်肉類などについている人に害を及ぼす細菌などは食品の中心温度75度で1分間以上加熱するとやっつける、殺す、殺菌することができます。ဒီချက်လေးမှတ်ထားဖို့ရည်ကြီးတယ်နော်။ဒီအသားဟင်းလျာတွေပေါ့။အဲ့ဒီမှာလူတွေကိုအနေနဲ့ဖြစ်စေတဲ့ဘက်တီးရီးယားတွေပိုးတက်ဖို့ပိုးသေးစီဖို့အတွက်ကအတွင်းပိုင်းအပူချိန်ဘယ်လောက်ရှိရမလဲ85ဒီဂရီအဲ့ဒါလေးမှတ်ထားမယ်နော်85ဒီဂရီကို10မိနစ်နဲ့အထက်အပူပေးချက်ပြုတ်လို့ရှိရင်တော့ပိုးတွေတေးပါတယ်တဲ့ပိုးတေးတာကိုပဲအမျိုးမျိုးရေးထားနော်ဟုတ်ပြီဆိုအပူပေးချက်ပြုတ်တဲ့ဟင်းလျာပုံစံလေးတွေဟင်းပွဲလေးနမူနာပေးထားတဲ့ပုံလေးနဲ့ပေါ့နော်ဟုတ်ပြီနောက်တစ်ခုဒါဆိုဆရာမတို့အပူပေးတယ်အေးပြန်ခံတယ်ပြီးကျမှအပူပြန်ပေးတယ်ခုဒီခါရဲ့စုပေါ့ထက်ခါဖြစ်တဲ့ဟင်းပွဲပေါ့နော်ပါလေးလေရှိမှာဒီနှစ်ပိုင်းလေးသင်ခဲ့ပေါ့နော်ခါရီတို့စုပူတို့ဆော့စ်တို့ထားရီတို့ပိုတေတိုဆာရာတာတို့โอเคအဲ့ဒါတွေကိုဘယ်လိုထိမ့်သိမ့်ရမလဲခနဲ့စုကိုစုကုနီရေခက်ကုစာဆဲတို့အပူပေးပြီးတဲ့နောက်မှာချက်ချင်းအေးခံရမယ်ဆိုင်ခနဲ့စုစုတို့ကီနီခီဟိုနောက်တစ်ခေါက်ပြန်ပြီးတော့အပူချိန်ပေးတဲ့အခါမှာလည်းဒီတေချာလေးစုပွက်တဲ့ဒီအပူပေးဖို့ခီးစားရမယ်မိတမယ်အတွက်အမြင်ုံကြည့်ရမယ်ချူရှင်温度အတွင်းပိုင်းပူချိန်ကိုကြည့်ရမယ်၄ချက်ပေါ့နော်ပူပေးချက်ပြုတ်ပြီးချက်ချင်းခံမယ်ခါနဲ့စုကစုကုနီရေခက်စာဆဲတို့ဟုတ်ပြီတစ်ခါပြန်ပူပေးရင်လည်းသူ့ကိုဒီနည်းနည်းလေးနှွေးရောအဲ့လိုမရအောင်ပူတဲ့ထိပြန်ပူပေးရမယ်ဆိုင်ခါနဲ့စုစုတို့ကီနော်ကီဟိုပြီးအမြင်မိတမယ်နဲ့ကြည့်ရမယ်အတွင်းပိုင်းပူချိန်ချူရှင်温度ဒါတွေ၄ချက်နဲ့ထိမ့်သိမ်းရပါမယ်တဲ့具体的な権利方法の紹介အသေးစိတ်စီမံဆောင်ရွက်တဲ့နီလန်လေးတွေကိုမိတ်ဆက်ပေးရဲ့အချက်လေးတွေမှာခနဲ့စနောခခုနေဝ group နီတို့ owner ကြီးအပူပေးချက်ပြုတ်တာကိုတီးပြည့်နေရတော့ရှေ့အုပ်စုနေနဲ့တူတူပဲသူကအေးခံတဲ့ဆရာနေစကြည့်မယ်ပေါ့ရေခကစရုပါအာယောဂျူဒိုခါရာလခုဂျူဒိုနော်ခီခဲအွန်ဒိုတိုင်အိုဒေကီဒူဒါကေစာကေရူယောနီစရုဒါဆမတို့ရှေ့မှာလေတီဗီတာခီခဲအွန်ဒိုတိုင်လို့ပြောရင်ဘလောက်ကနေဘလောက်တွင်လဲ30ကနေ60တွင်တည်ထားမယ်ဟုတ်ပြီဒါဆိုအေးခံနေဆိုပြီးတော့ဆမတို့ရေခဲတက်တာရဲ့ထည့်တာဘာညာမလုပ်ပဲနဲ့ဒီတိုင်းအပူချိန်30ကနေ60ရှိရင်တည်းမှာအကြာကြီးဒီတိုင်းပြစ်ထားလို့ရလားမရအောင်เนาะအန်ဒီရများတဲ့အပူချိန်ဖြစ်တဲ့30ကနေ60အတွင်းမှာထားတာမျိုးတော့တတ်နိုင်တဲ့လောက်စခဲတူဆိုရှောင်းတာเนาะတတ်နိုင်တဲ့လောက်ရှောင်းပေးရမယ်ဆိုလို့တာမယ်အဲ့အတွက်ကြောင့်ဒါဆိုဘလို့အေးခံပါလေခနဲ့စတာあとはすぐに食品の温度を下げる必要がありますအပူပေးပြီးရဲ့နောက်မှာချက်ချင်းသူ့ရဲ့အပူချိန်ကိုပြန်လျှော့ချဖို့လိုတယ်すぐに食品の温度を下げる方法として OK ဘယ်လိုလျှော့ချမလဲချက်ချင်းလျှော့ချရင်နီးလန်းအနေနဲ့ကတော့例えばဥပမာပြောရမယ်ဆိုရင်食品を小さな容器に分けて冷蔵庫に入れるဒီဟင်းချက်ပြုတ်ထားတဲ့ဟာတွေကိုပကံခွက်ရောက်အသေးလေးတွေကိုခွဲထည့်ပြီးတော့ရေကတတားထည့်မယ်また冷却機器がある場合はအေးခံတဲ့ဆက်ရှိရဲဆိုရင်ခနဲ့စုက
အပူပေးချက်ပြုတ်ပြီးရဲ့နောက်မှာစုခုနိရေခါကုခိခိကိုရှိရောရှိချက်ချင်းအေးခံဆက်ကိုသုံးပြီးတော့ရှော့ခုဟင်တော့ 온도ကိုဂျူးတို့ဣကမတဲ့စာကေမတ်အပူချိန်ကို10 ဒီဂရီအောက်ထိကိုရှော့ချမယ်နော်ဒါဆိုဆင်မတော့အေးခံတဲ့အပူပေးတယ်ဒီပြန်ပြီးတော့အေးခံတယ်အဲ့လိုဟင်းပွဲတွေကိုချက်တဲ့အခါမှာအေးခံဖို့အတွက်ကိုဒီအပြင်မှာအကြာကြီးဒီတိုင်းထားလို့ရတယ်ဆိုမှန်လားမလားမှားတယ်နော်မရဘူးချက်ချင်းဟိုမှာပြန်ပြီးတော့ခိခံ 온도 တိုင်းဖြစ်တဲ့10ကနေ60အတွင်းမှာထားရဘူးဒါဆိုဘယ်လိုလုပ်ရမလဲပကံသေးလေးနဲ့ခွဲပြီးရင်တတရဲ့ချက်ချင်းထက်အဲ့လိုမဟုတ်ဘဲနဲ့အေးခံဆက်ရှိရဆိုရင်အပူပေးချက်ပြုတ်ပြီးတာနဲ့ချက်ချင်းမလုပ်မလဲအေးခံဆက်တယ်မှာအေးခံမယ်တဲ့大事なポイント。カネスが冷却するとき、10度から60度、危険温度帯をできるだけ避けるようにします。ပုံမပါပြီးသားပဲเนาะရေးကြီးရတော့ထပ်တလဲလဲဆင်မတို့ပြပြနေရရေးကြီးရဲ့ချက်ဆိုဆင်မတို့အသားအလုတ်ကိုတိထားရမယ်အပူချိန်ပူပေးပြီးရဲ့ပူပေးချက်ပြုတ်ပြီးရဲ့နောက်မှာအေးပြန်ခံတဲ့အခါမှာ10ကနေ60ဆိုတဲ့အနည်းများတဲ့အပူချိန်ဘက်တီးရီးယားတွေပေါက်ဖွားစေနိုင်တဲ့အပူချိန်ကြီးမှာဒီတိုင်းထားလို့ရလားမရဘူးတတ်နိုင်တဲ့လောက်ကိုရှောင်ရပါမယ်ဟုတ်ပြီလားဆိုရင်ဒီကိုးကားတဲ့အချက်လက်တွေနေပေါ့နော်အမေရိက FDA ရဲ့စံနှုန်းကတော့တဲ့နီးချိခဲဤနိုင်တဲ့2နိုင်အတွင်းမှာနီဂျူအီချီဒိုဤခ21ဒီဂရီအောက်စရနီယောဂျီခဲဤနိုင်4နိုင်တဖန်4နိုင်အတွင်းမှာဆိုရင်ဂော့ဒိုဤခနီ5ဒီဂရီအောက်မှာရေခါကုစုလိုအေးခံမယ်ဒါအမေရိကန်ရဲ့စံနှုန်းဆိုဒီတိုင်းဟုတ်ပြီဒီဂျပန်ရဲ့စံနှုန်းပေါ့နောက်တစ်ခုကနီဟွန်ဂျပန်ရဲ့စံနှုန်းနော်ဂျပန်ရဲ့စံနှုန်းဆိုလို့ရှိရင်တော့တဲ့စန်ချူပိုအီနိုင်နီမိနစ်30အတွင်းမှာနီဂျူးတို့ဤကအပူချိန်20အောက်ကိုရောက်ပြီးတော့ဆရာနီတက်ခါအီဂျီစီကဲအီနိုင်နီတနိုင်အတွင်းမှာဆိုရင်ဂျူးတို့ဤက10ဒီဂရီအောက်ကိုရောက်အောင်လို့ခုဖူစုလူစီမံဆောင်ရွက်ရပါမယ်တဲ့။အဲဆိုရင်နောက်တစ်ခုဆက်ကြည့်အောင်။その他重要な権利ポイントအဲ့ဒီပြင်ခြားတော့ဆရာမတို့ထိန်းချုပ်ရမယ့်စီမံဆောင်ရွက်ရမယ့်အရေးကြီးတဲ့အချက်ခုနဟင်းပွဲအုပ်စု3ခုကိုခွဲပြီးတော့ဘယ်လိုဟာလေးတွေနဲ့ထိမ့်သိမ်းပြီးတော့ essay carry ဖြစ်အောင်ဆောင်ရွက်ရမလဲပြောခဲ့တယ်အဲ့ဒီဟာတွေအပြင်ခြားချက်လေးတွေပေါ့နော်いかにある原材料は納品するときから人に害を及ぼす細菌などがついている場合があります。အောက်ပေါ်ပြပါကုန်ကျန်းပစ္စည်းတွေကနေကုန်ကျန်းပစ္စည်းတွေဒီပစ္စည်းဝင်ရောက်လာတဲ့ကနေစပြီးတော့လူကိုအန္တရာယ်ဖြစ်စေတဲ့ဘက်တီးရီးယားတွေပေါက်ဖွားတဲ့ပါလာတဲ့အခါမျိုးတွေရှိတယ်။အဲ့အတွက်ကြောင့်အောက်ပေါ်ပြပါအဆက်လေးလိုအပ်ပါတယ်တဲ့။そのため次のような対応が必要となります。最近などへの対応ဒီဘက်တီးရီးယားတွေကိုဆောင်ရွက်ရမယ့်နည်းလမ်းတွေတူရိယတမန်ကိုကြက်သားတွေကြက်ဥတွေမှာဆိုရင်中心温度が70度で1本以上の加熱が必要ですဒီအတွင်းပိုင်းအပူချိန်က80ဒီဂရီကို10မိနစ်အထက်တော့အပူပေးဖို့လိုအပ်တယ်ဆိုကြက်ဥကိုတွင်းပိုင်းပူချိန်80နဲ့10မိနစ်ထက်တော့ပူပေးပြီးစားဖို့လိုအပ်တယ်တတာရှိသို့တော်လေးပဲဆရာမကြက်ဥတွေလည်းစိမ့်စားနေရပဲလို့ပြောလိုက်မယ်နော်အဲကြောင့်တော့နောက်မှာဆက်ရှင်းပြထားတာဒါပေမဲ့သို့တော်လေဒီတတန်းမကြော်သွားသေးတဲ့အစိမ့်စားလို့ရတဲ့ကြက်ဥတွေချောမိခိကန်အိုစဂီတေအီနာဒီနောက်ဆုံးစားရမယ်အကောင်းဆုံးစားသုံးနိုင်တဲ့တက်တန်းပေါ့နော်တက်တန်း expire date မကြော်သွားသေးတဲ့နာမရှော့ခုယောတမကောအစိမ့်စားတဲ့စိမ့်စားလို့ရတဲ့ကြက်ဥတွေအဲ့ဒီမှာဆိုရင်တော့အဲ့ကြက်ဥတွေလည်းသတိထားရမယ့်အချက်တော့ရှိရပါလဲဆိုရင်ဟိပိနာတိုနီယောဒူအခီမိုရေကနိုင်ခုတိုကဇန်ဒေအဲ့ကြက်ဥလေးမှာလည်းအပ်နေတဲ့နေရာလေးတွေကနေအရေးတွေပါတယ်စိတ်ထွက်နေရလားအဲ့ဒါလေးတွေကိုတော့ကြည့်ရမယ်အဲ့လိုဖြစ်နေစားလို့မရတော့ဘူးပေါ့နော်အစိမ့်စားလို့ရတဲ့ဟာလေအဲ့လိုမျိုးဆိုရင်တော့ရှေ့ရောရှိတဲ့သူတို့တွေကိုအသုံးပြုပြီးတော့စမီယာကနေမြ мян လေးချော်ဒီစတူဘာအိုင်ဝဒီချက်ပြုတ်ဆောင်ရွက်စားတောက်တဲ့အခါမျိုးတွေကတော့ nozokimas ဆိုတာမပါဘူးဖယ်ထုတ်ထားရဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးတော့အစိမ့်စားလို့ရတဲ့ချက်ဥကတော့သူ့ရဲ့ expire မကုန်သေးဘူးဆိုရင်စိမ့်စားဖို့တုံးတဲ့ချက်ဥကတော့ပေါ့နော် expire မကုန်သေးဘူးဆိုရင်သူ့မှာလည်းအကွဲနေပြီးတော့အရည်တွေစိမ့်ထွက်နေရမျိုးမရှိဘူးဆိုရင် okay တယ်လို့ပြောတာ魚介類ပင်လယ်စာတွေ生で食べる場合刺身などはဟုတ်ပြီဂျပန်ရဲ့နာမည်ကျော်ပေါ့အစိမ်းစားတဲ့ sashimi အစိမ်းစားတဲ့အခါဆိုရင်တော့တဲ့原材料を
မမီစုဒီကုန်ကျန်းပစ္စည်းကိုရေချိုရေသက်ဆွီးသုံးပြီးဆိုရေပုံပိုင်းရရေနဲ့ဂျူးပွန်တဲ့တေတေချာချာလေးစမ်းကြောရှိမှဆေးရပါမယ်မတာအိုစန်စုဒုအိုဆိုရဲနောအရုမိုနိုအိုတိုရီနိုဇိုကီမတ်ညစ်ပတ်စေနိုင်မဲ့ပိုးတွေကူးစေနိုင်မဲ့အနေရရှိတဲ့ဟာမျိုးတွေကိုဖယ်ထုတ်ထားပါမယ်ဥရှိနောကန်ဇိုဘူတာနောကန်ဇိုဒီနွားအသေးဝတ်အသေးဤစုရဲမိုးဆိုတာနှစ်ခုလုံးလို့ပြောတာနော်ဤစုရဲမိုးဆိုတာနှစ်ခုလုံးနှစ်ခုစလုံးကနာမတဲ့ထားပဲတဲ့ဝခေမဆာအစိမ့်စားလို့မရပါဘူးထားပဲဒူပါအာယဝအစားရဲဆိုတဲ့ခါကျရင်ရှူရှင်အွန်ဒူကတွင်းပိုက်ပူချိန်ကနနကျူကောဒူတဲ့85ဒီဂရီခုနအချက်ဥက80နော်85ဒီဂရီနဲ့အပွန်ဤကျော်တမနစ်နဲ့အထက်ခနဲ့စုကဟိစီရောအပူပေးဖို့တော့လိုပါတယ်တဲ့ဟုတ်ပြီအဲ့ဒီအပြင်အခြားရောဤဘုတ်မလိုလားအတဲ့ဒီပြင်ပကပစ္စည်းတွေပေါ့နော်ဟင်းလျာတွေကိုမပါလာရမဲ့မလိုလားအတဲ့ပြင်ပပစ္စည်းတွေကိုဤဘုတ်လို့သုံးမယ်金属などの方針異物はそれを食べた人が怪我をする場合がありますတတ်တူလိုမျိုးမာကြောတဲ့ပြင်ပအရာဝတ္ထုတွေကိုအဲ့ဒါတွေကိုစားလိုက်လို့ရှိရင်ဒဏ်ရာတွေရမယ်また怪我をしなくてもအကယ်လို့ဒဏ်ရာမရဘူးဆိုရင်တော့မှ食品に異物が入っているとクレームの原因となりますစားတော့ပုံတွေမှာဒီပြင်ပပစ္စည်းတွေပါလာပြီဆိုလို့ရှိရင်တော့ complaint တက်တဲ့အကြောင်းရင်းဖြစ်စေမယ်တေချာပေါက်ပဲလीနော်原材料に異物がついていないか、調理しているときに異物がついていないか。ကုန်ကျန်းပစ္စည်းမှာဒီမလိုလားတဲ့ပြင်ပပစ္စည်းမပါဘူးလားဟင်းချက်တဲ့ခါမှာရောအဲ့လိုမျိုးပစ္စည်းမပါသွားဘူးလားဆိုတာကိုစနေにအမြဲတမ်း確認することが大切です。အတည်ပြုစစ်ဆေးနေဖို့ကအရေးကြီးပါတယ်。異物が食品につかないように調理場を整理整頓することも大切です。အဲ့လိုမလိုလားအပ်တဲ့ပစ္စည်းတွေဟင်းပွဲထဲမှာမပါသွားရအောင်ကိုဟင်းနေရာချက်ပြုတ်တဲ့နေရာကိုတသက်ရှင်းရှင်းတသက်ရရထားဖို့ကအရေးကြီးပါတယ်။ဟုတ်ပြီမလိုလားအပ်တဲ့ပြင်ပပစ္စည်းတွေဘာတွေလဲပေါ့နော်။ခိုးရှိစဤပုစုမာကြောတဲ့ဒီပြင်ပပစ္စည်းတွေ金属片တတုပိုင်းစာတွေပူရတ်ချစ်ဟန်ဘလက်စတစ်ပိုင်းစာတွေဂရဆဟန်ဖန်ကွဲစာတွေအရှိကြောက်တုံးတွေပြီးနောက်နန်ရှိစဤဘုစုဒီပျော့ပြောင်းတဲ့ပြင်ပအရာဝတ္ထုပစ္စည်းတွေကတော့ခမီနိုခေစပင်းနေခမီခိတဲ့စကူစာလေးတွေဘီဒီဒူဘန်ဒီပလတ်စတစ်အစာလေးတွေမုရှိပိုးအင်းဆက်ပိုးကောင်လေးတွေစားတာတွေတဲ့虫などお客様の気分を悪くさせる異物を不快異物とも言います。ပိုးကောင်တွေလိုမျိုးဧည့်သည်တွေကိုဒီမနှိမ့်မျိုးစရာစိတ်ခံစားချက်မျိုးဖြစ်စေတဲ့ဟာတွေကိုဖုခိုင်း異物တွေလို့ခေါ်ပါတယ်တဲ့ဟုတ်ပြီနောက်တစ်ခုကကြတော့ဒီအာနိစကိစဆိုတဲ့ဒီ insert ပုံမွားတစ်ခုအကြောင်းပေါ့နော်စပါဒီငါးနဲ့ဒါတွေကငါးနာမည်တွေပေါ့နော်မြန်မာလိုဆိုနေစာဘငါးလို့ပဲသုံးမယ်တဲ့စာဘイワシカツオ酒イカセンマアジなどのအရှိငါးမျိုးစားတွေနော်အဲ့လိုစတဲ့ငါးတွေမှာ魚介類စတဲ့ပင်လယ်စာတွေမှာဆိုရင်アニサキスが寄生している場合がありますဒီアニサキスဆိုတဲ့အင်းစပုံမွားလေးတွေပေါက်ဖွားတဲ့အခါမျိုးရှိတယ်アニサキスが寄生した魚介類を食べるとアニサキスတွေဖြစ်ပွားပေါ်ပေါက်တဲ့ပင်လယ်စာတွေကိုစားမိတယ်ဆိုလို့ရှိရင်激しい複数の食中毒になりますပြင်းထန်တဲ့ဒီ one bite တွေအရန်အောက်ပြီးတော့အစာအစိတ်တင်တာကိုဖြစ်စေတယ်アニサキス食中毒を防止するためには好きなような方法で対応しますအဲ့လိုမျိုးアニサキスကြောက်ဖြစ်တဲ့အစာအစိတ်တင်တာကိုကာကွယ်ဖို့ဆိုလို့ရှိရင်တော့အောက်ဖော်ပြပါနီလန်းလေးနဲ့ဆောင်ရွက်မယ်新鮮な魚を選びすぐに内臓を取り除きますလက်ဆက်တဲ့ငါးကိုရွေးချယ်ပြီးတော့ချက်ချင်းပဲသူ့အတွင်းပိုင်းကလီစာတွေအားလုံးကိုဖယ်ထုတ်ထားမယ်アニサキスは目で見える大きさです。アニサキスはမျက်လုံးနဲ့မြင်ရတဲ့အရွယ်အစားရှိတယ်။アニサ魚にアニサキスがついていないか目で確認します。ငါးတွေမှာアニサキ
kisu pani la sora ho myalong ne techa sisse yame anisa kisu wa sakana no naizo ni imas anisa kisu de ha di ငါးတွေရဲ့ကိုအတွင်းကလီစာတွေမှာရှိနေတယ်။စကနာနော်နိုင်ဆိုအိုနာမရှော့ခုတဲ့တေရှော့ခုရှနာအဲ့တော့ငါးရဲ့ကိုအတွင်းကလီစာတွေကိုအစိမ့်မစားပါဘူးတဲ့။マイナス20度以下で24時間以上冷凍します。အနှုတ်20ဒီဂရီအောက်မှာ24နာရီကြာအောင်24နာရီနဲ့အထက်အေးခဲထားရမယ်။また60度で1本以上もしくは70度以上で加熱します。だからအပူချိန်60နဲ့10မိနစ်အထက်ဒါမှမဟုတ်လေအပူချိန်80နဲ့အထက်အဲ့လိုမျိုးလေးတော့သူ加熱します。အပူပေးပါမယ်။衛生ケアリーの気を組みすぎてအဲ့လိုမျိုးဒီကျမတန်ရှင်းရေးနဲ့ပတ်သက်ပြီးတော့မှတ်တမ်းမှတ်ရာရေးနဲ့ပတ်သက်ပြီးတော့衛生権利で確認したことは記録に残しておきます。အဲ့လိုမျိုးဒီအတီးပြုတ်ထားပြီးသားပေါ့နော်တန်ရှင်းကျမရေးအတွက်ကိုအတီးပြုတ်ထားပြီးသားအချက်လေးတွေကိုမှတ်တမ်းလေးရေးမှတ်ထားကြစို့記録に残すことで衛生権利が正しい行われることが確認できます。အဲ့လိုကိုကမှတ်တမ်းမှတ်ထားရဲဆိုလို့ရှိရင်ဒီတန်ရှင်းစင်ကြယ်ရေးအတွက်ကိုတည်တည်ချာချာမှန်မှန်ကန်ကန်ဆောင်ရွက်ထားရဲဆိုတာကိုကိုကအတည်ပြုလို့ရနိုင်တယ်။また次のような効果もあります。အောက်ဖော်ပြပါအကျိုးရလဒ်တွေလည်းရမယ်တဲ့။衛生権利のポイントが明確になります。အဲ့လိုဒီတန်ရှင်းကျမ်းမာရေးအဓိကအချက်တွေကိုရှင်းရှင်းလင်းလင်းနဲ့ဖော်ပြမယ်ဖော်ပြထားနိုင်မယ်そして食中毒の予防につながりますအဲ့လို essay carry ကိုမှတ်တမ်းမှတ်ရမှတ်ပြီးသေချာလုပ်ထားရဲဆိုရင်食中毒ဆိုတဲ့အစာအဆိပ်တင်တာကိုလေ予防につながりますကာကွယ်ပေးနိုင်တယ်問題が発生した場合ပြဿနာဖြစ်ပွားပေါ်ပေါက်ပြီးဆိုတဲ့အခါမှာဧည့်သည်ကိုအစားအစာကိုစားလိုက်တယ်ဝမ်းပြောင်းဝမ်းလျှောဖြစ်သွားတယ်ဖက်ဟုတ်တဲ့အစာစိတ်တင်တယ်စသဖြင့်ပေါ့အဲ့လိုပြဿနာဖြစ်ပြီးဆိုရင်衛生権利を適切に行っていたことの証拠となりますကိုကတေချာဒီတကွေကျမ်းမာတန်ရှင်းရေးကိုတေတေချာချာလေးဆောင်ရွက်ထားပါတယ်ဆိုတာကိုတတ်သိနေနဲ့လည်းဖြစ်တယ်မှတ်တမ်းမှတ်ရမှတ်ထားတော့မဟုတ်ပါဘူးကျွန်တော်ဆိုင်ကငါးတွေဘလို့ကိုင်းနေဘလို့မျိုးချက်တယ်ဘလို့စေးတယ်ရေတတိုင်းဘလို့ထည့်တယ်စသဖြင့်ပေါ့နော်မှတ်တမ်းမှတ်ရအနေနဲ့ရှော့ကိုတတ်သိနေနဲ့လည်းဖြစ်မယ်保健所やお客に対して自分のお店が衛生権利を適切に行っていることを自信を持って説明できます。ここမှတ်တမ်းမှတ်ရရှိရဆိုလို့ရှိရင်ဒီဧည့်သည်တွေနဲ့ကျမကြီးစစ်စီအာမခံတဲ့ဌာနတွေစတာတွေကိုကိုယ့်ဘက်ကယုံကြည်ချက်ရှိရှိနဲ့ပြောနိုင်တယ်အဲဒီမှာမှတ်တမ်းကျွန်တော်တို့ဆိုင်ရာဒီလိုလုပ်ထားပါတယ်ဒီလိုယုံကြည်ချက်ရှိရှိနဲ့ပြောနိုင်တယ်業務の改善点が見えてきます改善点ဆိုတာတိုးတက်ကောင်းမွန်လာတဲ့အချက်တွေပေါ့ကိုယ့်ရဲ့လုပ်ငန်းမှာတိုးတက်ကောင်းမွန်လာတဲ့အချက်တွေကိုလည်းမြင်လာရမယ်ပြီးဒါကတော့ဘယ်စာအုပ်ကနေဘယ်လိုကိုးကားပြီးဖော်ပြထားရဲဆိုတာရေးထားတာเนาะကြည့်စရာမလိုဟုတ်ပြီဒါလည်းအရှိမဆရာမတို့လေးမှတ်မိသေးလားလက်ဆေးတဲ့အဆင့်လေးကိုဒီ IOL နဲ့အဆင့်လေး17ဆင့်ပြောထားရဲအဲ့ဒါလေးကိုသွားပြန်ပြီးတော့မလုပ်ထားလေတရုပ်ပြထားတာเนาะဝီဒါလည်းခုနကအပူပေးတဲ့အစားအစာအပူမပေးတဲ့အစားအစာပူပေးရတဲ့အေးခန္ဓာနဲ့ပူပေးရတဲ့အဲ့လိုမျိုးထပ်တလဲလဲလုပ်တဲ့အစားအစာအုပ်စု3ခုကိုတရုပ်ပုံလေးနဲ့ထပ်ပေးထားတာပဲပေါ့နော်โอเคဟုတ်ပြီဆရာမတို့ဒီပိုင်းလေးကတော့ဒီလောက်ထိပါပဲ